လက်မွေမိမ့်မပြိုနဲ့တောအုပ်ဤကန်ကျမရှေးဟောင်းတောအုပ်ကြီးတစ်ခုရဲ့အစုံဖျားမှာမြတီတာဆိုတဲ့မိမ့်မပြိုလေးတူနေထိုင်ပါတယ်။သူမဟာရွာကလူတွေနဲ့ဝေးရမှာတကိုယ်တည်းနေထိုင်ပြီးတောထဲကတရဝါလေးတွေကိုပြုစုဆောင်ရှောက်တတ်ပါတယ်။ဒါပေမဲ့သူမမှာထူးဆန်းတဲ့ချိန်စာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့လပညာတိုင်းမှာသူမရဲ့ခြေထောက်တွေဟာငွေမီးဖြစ်ပြောင်းလဲသွားပြီးလူသားစကားပြောဆိုနိုင်စွမ်းမရှိတော့တာပဲဖြစ်ပါတယ်။ဒီနေ့မှာရွာကချမ်းသာတဲ့တထေးသားမောင်ဆိုးဟာတောထဲမှာလမ်းမပြီးအစိတ်ရှိတဲ့တောကောင်ကောင်ရဲ့ကြိုက်ချင်းကိုခံလိုက်ရပါတယ်။မြတီတာကသူ့ကိုကဲတင်ပြီးစိတ်ကူပေးခဲ့ပါတယ်။မောင်ဆိုးဟာနိုးလာတဲ့အခါမြတီတာရဲ့လှပမှုနဲ့ကျင်နာတတ်မှုကိုမြင်ပြီးသူမကိုလက်ထပ်ဖို့တောင်းဆိုခဲ့ပါတယ်။မြတီတာကခေါင်းခါပြီးညှင်းခဲ့ပေမဲ့မောင်ဆိုးရဲ့အကြိမ်ကြိမ်တောင်းပန်မှုကြောင့်နောက်ဆုံးမှာဂတိတစ်ခုနဲ့သဘောတူခဲ့ပါတယ်။ကျမရှင်နဲ့လိုက်ခဲ့ပါမယ်။ဒါပေမဲ့လပညာတိုင်းကျမကိုတောထဲကဂူလေးထဲမှာတညရဲထားခဲ့ပေးရပါမယ်။ဘာကြောင့်လဲလို့ဘယ်တော့မှမမေးပါနဲ့သူတို့နှစ်ဦးလက်ထပ်ပြီးတစ်နှစ်ခန့်ကြာတဲ့အခါမောင်ဆိုးဟာရွာကလူတွေရဲ့ကုန်းချောစကားကိုစတင်ကြရပါတယ်။မိမကလပညာတိုင်းတောထဲမှာဘာသွားလုပ်နေတာလဲမင်းကိုတစ္ဆာဖောက်နေတာမဟုတ်ဘူးလားဆိုတဲ့စကားတွေကမောင်ဆိုးရဲ့စိတ်ကိုလှုပ်ခတ်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့မောင်ဆိုးဟာမအောင်နိုင်တော့ပဲလပညာတညမှာမြတီတာရဲ့နောက်ကိုတိတ်တဆိတ်လိုက်သွားပါတော့တယ်။ဂူထဲကိုချောင်းကြည့်လိုက်တဲ့အခါမောင်ဆိုးဟာထိတ်လန့်သွားပါတယ်။သူမြင်လိုက်ရတာကသူ့ဇနီးရဲ့ခါအောက်ပိုင်းဟာငွေမီးကြီးအဖြစ်ပြောင်းလဲနေပြီးဂူထဲကကြောက်တုံးပေါ်မှာခွေနေတာပဲဖြစ်ပါတယ်။ကြောက်ရွံ့သွားတဲ့မောင်ဆိုးဟာမိစ္ဆာမငါ့ကိုလှည့်စားထားတာပဲလို့အော်ဟစ်ပြီးဂူဝမှာရှိတဲ့အမိုက်တွေကိုမီးရှို့လိုက်ပါတယ်။သူဟာမြတီတာကိုတတ်ဖို့ရည်ရွယ်ခဲ့တာမဟုတ်ပေမဲ့အဲ့ဒီအချိန်မှာသူ့ရဲ့ကြောက်ရွံ့စိတ်နဲ့အမုန်းတရားကအမားကိုကျူးလွန်စေခဲ့ပါတယ်။မိခိုးတွေကြောင့်မြတီတာဟာအသက်ရှူကျက်ပြီးဂူပြင်ဘက်ကိုအာယူကထွက်လာပါတယ်။သူမဟာလူအသွင်ကိုမပြောင်းနိုင်သေးခင်မှာပဲမောင်ဆိုးကိုမျက်ရည်တွေနဲ့ကြည့်ပြီးစကားတခုံပြောခဲ့ပါတယ်။ကျမကရှင့်ကိုချစ်ခဲ့တာပါ။ကျမရဲ့ဒီရုပ်ဝက်ချက်ကရှင့်ကိုဒုက္ခပေးဖို့မဟုတ်ပဲကျမကိုယ်တိုင်ခံစားနေရတဲ့ချိန်စာတစ်ခုပါ။ရှင်ဟာကျမရဲ့ရုပ်အသွင်ကိုပဲကြည့်ပြီးကျမရဲ့စိတ်ရင်းကိုမမြင်နိုင်ခဲ့ဘူးပဲထိုစကားအဆုံးမှာမြတီတာဟာငွေဖြူလေးတစ်ကောင်ဖြစ်အပီးအပိုင်ပြောင်းလဲသွားပြီးတောနက်ထဲကိုတိုးဝင်ပြောက်ကွယ်သွားပါတယ်။မောင်ဆိုးဟာသူမကိုဘယ်တော့မှပြန်မတွေ့ရတော့ပါဘူး။အပေါ်ရန်ရုပ်တွင်ထက်စိတ်ထားကိုကြည့်ပါလူတစ်ယောက်ရဲ့တန်ဖိုးဟာသူတို့ရဲ့ရုပ်ရည်သို့မဟုတ်သူတို့မှာရှိတဲ့အားနည်းချက်တွေပေါ်မှာမမူတည်ပါဘူး။တန်တရားသည့်အချစ်ကိုတတ်သည်တစ်ဖက်လူကိုယုံကြည်မှုမရှိခြင်းဟာယဉ်ကျေးတဲ့ပတ်သက်မှုတွေကိုဖျက်ဆီးတတ်တဲ့အစိတ်တစ်ခုပါပဲ။ဒေါသထွက်နေစဉ်ဆုံးဖြတ်ချက်မချပါနဲ့အမှန်တရားကိုတေချာမသိပဲဒေါသသို့မဟုတ်ကြောက်ရွံ့စိတ်နဲ့လှုပ်ဆောင်တဲ့လုပ်ရက်တွေကပြင်မရတဲ့နောင်တတွေကိုဖြစ်စေပါတယ်